ပြူတော့ဘယ်ကိုရောက်မယ်မသိလဲသွားမယ်အသေးကွယ်ခဲ့ပြီးမင်းလေးနဲ့အစမပြေဘူးရင်ခုန်ပြင်းတို့တိတ်ဖို့ငါမိုးသားကြီးကိုငေးငေးကြီးကဒီအချိန်ဝိဒနာယထာကြီးခရီးစားအေးစတဲ့ညလေးစရင်သွားမယ်ငွေရောက်လာလို့ငါတယောက်တည်းတဖြည်းဖြည်းနဲ့မိုင်းတွေကြော်ပြီးချစ်တဲ့ဦးနဲ့ကဘာချာဝေးစီရုံးကြည့်နေတာတွေဒီကဘာမှာပြောကြတော့ရင်တဲ့ထီကြောက်ကမြင်လို့မမဲထီတာတွေဒီချိန်မှာကောင်း